ကဲတငယ်ချင်းတို့ရေကြီးလိုက်ရပါအောင်ဇီဝဗေဒနဲ့ဘွဲရထားတဲ့မွန်ဒေးဗစ်တယောက်ငါပညာနဲ့ငါတော့ဒီနေ့အလုပ်ရတော့မယ်ဆိုပြီးယုံကြည်ချက်အသစ်နဲ့တရိတ်ဆန်ယုံတဲ့ကိုဝင်လာတာပေါ့လက်ထဲမှာလည်းဘွဲလက်မှတ်ကြီးကအခန့်သားပဲပြောဒါပေမဲ့ကန်တရားကမျက်နှာသာမပေးတော့တရိတ်ဆန်ယုံမန်နေဂျာကပြောပါတယ်ငါတို့တရိတ်ဆန်ယုံကနံပါတ်ကြီးခေါ်သေးလာကြီးတေးသွားပြီကွာအစားထိုးဖို့ပတ်စံလည်းမရှိဘူးမင်းအဲ့ဒီခေါ်သေးလာဝစ်စုံဝစ်ပြီးအလုံးလုံးနိုင်မလားတဲ့ဒေးဗစ်ခမညာစွန့်အပ်သွားတာပေါ့ငါကဘွဲရပညာတကြီးခေါ်စီလာလို့ရမယ်ဟုတ်လားဆိုပြီးစိတ်နာပဲမဲ့အိမ်ကအကျွေးစရင်းနဲ့ပိုက်စားတဲ့ဒုက္ခကပူကြီးနေတော့ငါကုံသိခါတဲ့ငါဝမ်းစာကအဓိကပဲဆိုပြီးလက်ခံလိုက်ရရှာပါတယ်။နောက်နေ့မှာတော့ဒေးဗစ်တယောက်ဘော်ဒီလာအစ်စ်ထက်တောင်ဘူတော်နေသည်ခုံလိုက်အော်လိုက်ရင်ဘတ်တီးလိုက်နဲ့ဝဲရပညာတတ်ဆိုတော့လေလေးလာထားတာတွေရှိတော့အပီးပြေးကိုခပြရတာပေါ့။လာသမျှလူတွေကလည်းအလူကြီးရဲ့တက်ပုံရိုက်ကြလို့ပေါ့။အချိန်တက်လာတဲ့ဒေးဗစ်တယောက်တစ်ပင်ပေါ်ကနေစက်ကကားတယ်လို့မျိုးခုံပြရင်ဘုံလူဘေးကရှင်သေးလောင်ရင်နဲ့ကိုချသွားပါလေရော။အဲ့မှာတဲ့ဒုက္ခကဆောက်တာပဲရှင်သေးကြီးကဒေးဗစ်ကိုကြည့်ပြီးတဖေးဖေးရှင်းကပ်လာပါတယ်ဒေးဗစ်ခမညာတေပေးနှီးပြီးဆိုပြီးကဲကြပါဦးကျွန်တော်ခေါ်စီတာမဟုတ်ဘူးလူပါဆိုပြီးအော်တော့တာပေါ့ရှင်သေးကြီးကသူ့ဘောခုံတက်လိုက်တဲ့ချိန်မှာတော့ရှင်သေးကြီးကနာနာခတ်ပြီးတူတူလေးပြောလိုက်တယ်ဟဲ့ကောင်ဒေးဗစ်ငါပါကွာမင်းတငယ်ချင်းချက်ခေါ်လေအတူတူဝဲရခဲ့တာလေကွာအပြင်းမှာအလုပ်ကတကယ်မရှိဘူးကွာဟိုမှာရေကန်တွေကမိချောင်းကိုမြင်လားအဲ့ဒါငါတို့အတန်းကောင်းတော့အဘက်လေတခါတလေမှာလူတွေဟာတတ်မဲ့ပစ္စည်းတစ်ခုကိုတက်ရှိလူသားတယောက်ထပ်ပိုးတန်ပိုးထားမိတတ်ကြပါတယ်။သူဟာသူ့ရဲ့ကားအသစ်လေးကိုအမျက်တတွန်းနဲ့အယောင်တင်ဆေးရှယ်နေကြတာပါ။သူ့ရဲ့၄နှစ်အရွယ်သမီးလေးကကြောက်ခဲတစ်လုံးကိုကောက်ကင်ပြီးကားဘေးမှာဆာသွားရှိလိုက်တဲ့အချိန်မှာတော့ဘောသားအဟုန်ကသူ့အသိစိတ်ကိုကွဲစေခဲ့ပါတယ်။လက်ထဲမှာကွာတစ်ခုကိုကင်ထားမှန်းတော့မသိပဲသမီးလေးရဲ့လက်ချောင်းလေးတွေကိုနာကျင်စွာရိုက်နှက်မိခဲ့ပါတယ်။နိုင်ရင်နဲ့ငဲ့ကြားဆေးရုံရောက်တဲ့ခါမှာတော့ပြင်းထန်တဲ့ဒဏ်ရာတွေကြောင့်သမီးလေးရဲ့လက်ချောင်းလေးတွေအားလုံးကိုဖျက်လိုက်ရပြီလို့ဆရာဝန်ကပြောလိုက်ပါတယ်။သမီးလေးကဖေဖေသမီးရဲ့လက်ချောင်းလေးတွေဘယ်တော့ပြန်ပေါက်လာမှလဲတဲ့။ဒီစကားတစ်ခုကသူ့ကိုဆွန့်အားသွားစေခဲ့ပါတယ်။နောင်နာဆိုတာအမြဲတမ်းနောက်ကျနေတတ်တာပါပဲ။အိမ်တင်ရောက်တဲ့အခါသူမျက်နှာလာပါတယ်ဆိုတဲ့ကားကိုနာကျင်စွာနဲ့ရှရောင်းနဲ့ကန်လိုက်ပါတယ်။အဲ့ဒီချိန်မှာသမီးလေးကြောက်ခဲနဲ့ရှစ်ခဲတဲ့နေရာကိုသူတေးချကြည့်လိုက်မိပါတယ်။အဲ့ဒီနေရာမှာသူရေးထားတာကဖေဖေကိုရှစ်တယ်ဆိုတဲ့သူဟာသမီးလေးအရှိတွေကိုကားပေါ်ကအစင်းကြောင်းတစ်ခုလို့ထင်ပြီးသမီးလေးရဲ့ဘဝကိုဖျက်ဆီးမိခဲ့တာပါပစ္စည်းဆိုတာတုံးချဖို့ဖြစ်ပြီးလူတွေဆိုတာရှစ်ဖို့အတွက်ပါဒါပေမဲ့ခဏခေတ်မှာတော့လူတွေကိုတုံးချပြီးပစ္စည်းတွေကိုအသေးအလဲရှင်းနေကြတာကသိုးသုံးပြဿနာပါပဲဘွဲတွေထက်အရေးကြီးတဲ့လူကျင့်ဝတ်လူတယောက်ဟာတက်လီကားတကားကိုပိတ်တော့မယ်ချိန်မှာအထောက်အပိုးတွေနဲ့ခက်ခက်ခဲပြေးလာတဲ့ပစ္စည်းပုသမားတယောက်ကိုမြင်လိုက်ရပါတယ်တက်လီကားထဲမှာလူပြည့်နေလို့ရှက်ပေးတန်မိလာတဲ့အခါပစ္စည်းပုသမားကအာနနာနဲ့ပြန်ထွက်ဖို့ပြင်ပါတယ်ဒီလောကကြီးမှာအောက်ရှိလူတန်းသားတွေကအများရန်မဲ့အနစ်နာခံဖို့ဦးစားပေးရွေးချယ်ခံရတာစိတ်မကောင်းစရာပါပဲဒါပေမဲ့ဒီမျိုးသားဟာပစ္စည်းပုသမားကိုတားပြီးတူကိုယ်တိုင်မဲ့တက်လီကားထဲကနေထွက်ပေးလိုက်ပါတယ်သူမှအရေးကြီးတဲ့အလုပ်အင်တာဗျူးရှိနေပေမဲ့သူတစ်ပါးရဲ့အခက်အခဲကိုအရင်ကြည့်ပြီးခဲ့တာပါတက်လီကမရတော့တဲ့အတွက်သူဟာလေကားကနေအတီးရွာတက်ရပါတယ်တခါတလေမှာကိုယ်တိုင်ကကူညီတတ်သူဖြစ်နေပေမဲ့ခညမာကတော့ကိုယ့်ကိုရက်ဆက်တဲ့စံတန်မှုတွေနဲ့ပဲကျိုးဆိုးနေတတ်ပါတယ်။ဒီကားပေါ်မှာမုံမောနဲ့တက်ရင်မတော်တဆအမိုက်ပုံးကိုတိုက်မိသွားပါတယ်။သူနောက်ကျနေပြီဖြစ်ပေမဲ့သူကိုယ်တိုင်ပဲတန့်ရှင်းရေးလုပ်ပေးခဲ့ပါတယ်။အင်တာဗျူးကန်တဲ့ရောက်တော့အလုပ်ရှင်ကသူ့ရဲ့အသက်နဲ့ပညာရည်ရှင်းကိုကြည့်ပြီးနှိမ့်ချရုံနဲ့မကပဲသူ့ရဲ့ကိုယ်ရေးရသဝင်းကိုပါစုပ်ဖျဲပြီးပြစ်ပေါက်လိုက်ပါတယ်။လူအများစုကရှင်းရဲ့အရေးရှင်းကိုစာရွက်ပေါ်မှာပဲရှာတက်ကြပြီးရှင်းရဲ့စိတ်ထားကောင်းတွေကိုတော့မှုမဲ့အမှတ်မဲ့ကြော်ဖြတ်သွားလိမ့်ရှိကြပါတယ်။မျိုးသားဟာဘာမှပြန်မပြောဘဲစုပ်ပြဲနေတဲ့စာရွက်တွေကိုမုန်းကောက်ပြီးလှဲထွက်သွားခဲ့ပါတယ်။ဒါပေမဲ့အလုပ်ရှင်ကသူ့ကိုပြန်ခေါ်လိုက်ပါတယ်။ဘာလို့လဲဆိုတော့သူလုပ်ခဲ့တဲ့ကောင်းမှုမှန်သမျှကို CCTV ကနေအကုန်မြင်နေခဲ့လို့ပါ။လောကကြီးမှာဘွဲလက်မှတ်တွေကအလုပ်ရဖို့ကူညီပေးနိုင်ပေမဲ့စိတ်ထားကောင်းခြင်းကတော့ဘဝတစ်ခုလုံးကိုနင်းထိန်စေပါတယ်။အလုပ်ရှင်ကသူတောင်းဆိုတဲ့လာလာတဲ့ပူပေးပြီးအလုပ်ခန့်လိုက်ပါတယ်။မှတ်ထားပါတခါတလေမှာဘွဲဒီဂရီတွေဖွင့်မပေးနိုင်တဲ့ကန်တူးချင်းတကားတွေကိုကောင်းမွန်တဲ့လူကျင့်ဝတ်တွေကဖွင့်ပေးနိုင်ပါတယ်။ခါတလေမှာအိမ်ဆိုတာကျွန်တော်တို့အတွက်လုံညုံငုံလို့ထင်ရပေမဲ့ခလေးငယ်တွေအတွက်တော့နေရာတိုင်းကစူးစမ်းကျင်စရာနဲ့အန်တရယ်တွေပြည့်နေကြပါတယ်အခုဒီဗီဒီယိုထဲမှာဆိုရင်ခလေးကြီးကလေဝင်လေထွက်ပေါက်ကတန်စကားပြားကိုဆွဲဖယ်လိုက်တဲ့ကသူ့ရဲ့ညီလေးဖြစ်သူကပေါက်ထဲကိုတဲတဲမက်မက်ကြီးဝင်သွားခဲ့ပါတယ်ခလေးငယ်ဟာရှစ်ပေခန့်နဲ့တဲ့လေပြိုညီလေးကိုပြုတ်ကျသွားပြီးအောက်ရှိမှာပိတ်မိသွားခဲ့ပါတယ်မိခင်ဖြစ်သူကတခြားအခန်းထဲမှာအလုံးရှုံနေတာကြောင့်ဘာဖြစ်သွားမှန်းတော့မသိလိုက်ပါဘူးသူ့ကိုကစ်သူကလာပြောတော့မှရှင်နေကိုသိလိုက်ရတာပါ
ဒီနေရာမှာကျွန်တော်တို့သတိထားရမှာတကူရှိပါတယ်နေ့စဉ်ကဘာတော်ဝါမှာအိမ်တွင်းမတော်တဆမှုတွေကြောင့်ထိခိုက်ဒဏ်ရာရတဲ့ကလေးငယ်ပေါင်းတန်းနဲ့ရှိနေပါတယ်မိဘတွေရဲ့မျက်စိတမိတ်တွင်အာယုံလွတ်သွားတဲ့စက္ကန့်ပိုင်းလေးဟာကလေးတယောက်ရဲ့ဘဝကိုထာဝရပြောင်းလဲသွားစေနိုင်တယ်လို့တချို့ဆိုရင်အသက်ဆုံးရှုံးတဲ့အထိဝမ်းနည်းစရာဖြစ်ရတွေကြုံတွေ့ရလိမ့်ရှိပါတယ်ကယ်ဆယ်ရေးသမားတွေရောက်လာပြီးအပေါ်ကနေလက်နက်ကြီးဝင်မဲ့ကလေးကအရန်တဲ့နေရာမှာရှိနေတာကြောင့်မမီခဲ့ပါဘူးနောက်ဆုံးမှာတော့ရဲအရာရှိတဦးကအိမ်အောက်ခီကနေတိုးဝင်ပြီးကလေးကိုအပေါ်ဘက်ရောက်အောင်ပြန်တွန်းပေးခဲ့ရပါတယ်။ကံကောင်းထောက်မှစွာနဲ့ပဲကလေးငယ်ကိုမိခင်ဖြစ်သူရဲ့ရင်ခွင်ထဲဘေးကင်းကင်းနဲ့ပြန်လည်အနက်နိုင်ခဲ့ပါတယ်။ဒီဖြစ်ရဲ့ပြီးနောက်မှာတော့မိခင်ဖြစ်သူကနောက်တစ်ချိန်မတော်တဆမှုမဖြစ်ရအောင်လေဝင်လေထွက်ပေါက်ကိုဝက်ဥတွေနဲ့တေးသေးချက်ကပြန်ပိတ်လိုက်ပါတော့တယ်။တဲ့အိမ်မှာရှိတဲ့လျှက်စစ်ပလက်ပေါက်တွေလေဝင်လေထွက်ပေါက်တွေနဲ့အမြင့်ကပရိဘောဂတွေကိုကလေးတွေအလိုတကူမစော့နိုင်အောင်မြဲခယူးဆိုင်စစ်ဆေးခြင်းပါတယ်။တကယ်ချင်းတို့ရေ1900တင်းနဲ့အစောပိုင်းကာလတွေကလူတွေရဲ့စိတ်ကူးစိတ်တန်းဟာတကယ်ကိုအံ့ဩဖို့ကောင်းပါတယ်။အဲ့ဒီတုန်းကသူတို့ကဝေလာငါးကြီးတွေကိုအခုလိုမျိုးမေးစေးပေးပြီးခရီးသက်တင်ရင်တွေပြေအသုံးချနိုင်မယ်လို့ထင်ခဲ့ကြတာပါ။ဝေလာငါးကြီးရဲ့ဘက်အောက်မှာတန်နဲ့လှုပ်ထားတဲ့လူစည်းဘက်ကားကြီးတစ်စီးကိုကျိုးတွေနဲ့ရှင်းအောင်ထားပါတယ်။ဝေလာငါးကြီးနိုးလာတဲ့အခါမှာတော့ပုံမှန်အတိုင်းရေကူးသွားရင်းနဲ့လူတွေအပြစ်ပါတဲ့ဒီကားကြီးကိုရေအောက်မှာဆွဲခေါ်သွားမှာပေါ့ရင်မောင်းခေရင်ငုတ်သမားတို့ကဝေလာငါးကြီးရဲ့ပေါ်မှာထိုင်ပြီးတမကြီးတစ်ခုနဲ့ဝေလာငါးကိုလမ်းညွှန်ပေးသလိုပါဇက်မှာတက်ထားတဲ့ဇက်ကျိုးတွေကိုဆွဲပြီးတော့လဲဘယ်ညာစိတ်ကြိုက်ထိန်းချောင်းမောင်းနေနိုင်မယ်လို့ယူဆခဲ့ကြပါတယ်တကယ်တော့ဒီဆိုင်ကျတဲ့စိတ်ကူးက1899ခုနှစ်ဝန်းကျင်ကထုတ်ဝေခဲ့တဲ့ပေါ့ကတ်တစ်ခုပေါ်ကပကြီးကားလေးကနေဆင်းသက်လာတာပါရှေးခေတ်လူတွေကနောက်နှစ်ပေါင်း100ကြာရင်ငါတို့တွေအခုလိုမျိုးရေအောက်မှာပျော်ပျော်ပါပါခီးကျွမ်းနေကြလိမ့်မယ်လို့စိတ်ကူးရင်ခဲ့ကြတာပေါ့အခုခေတ်မှာတော့ဒါဟာမဖြစ်နိုင်တဲ့ကိစ္စတစ်ခုလို့ထင်ရပေမဲ့အဲ့ဒီခေတ်ကလူတွေရဲ့ဒီထွင်ဖန်တီးနိုင်စွမ်းနဲ့အနာဂတ်ပေါ်ထားရှိတဲ့မျှော်လင့်ချက်တွေကတော့တကယ်ကိုရေးကြီးခွင့်ကျဲနိုင်တော့ပါတယ်